ကျွေလွင်သွားမနေရလေတရားများနဲ့ဖြတ်ကျော်စေပြန်လာခဲ့ဖို့တင်ပြီးမို့အေးရခုမခုနာခွေရငယ်ချင်းလေအေးမြရဲ့ဘယ်မှာရှိမလဲတကယ်ဆိုမ